ကဲရှေးဟောင်းတတနာဒီကနေမတုံလို့တဲ့စိတ်တဲ့ကြံ့ခိုင်မှုဘလို့တိဆောက်ကြမလဲဆိုတာလေ့လာကြည့်ကြအောင်တကယ်တော့ဘဝဆိုတာစစ်တယ်တော်တူလို့ရဲဝင်းရင်းဆိုင်ဖြစ်တန်းရမဲ့စစ်တလင်းကြီးတစ်ခုပါပဲစဉ်းစားကြည့်ပါဘဝကြီးကမင်းဖြောင်းလုံလွယ်ကူနေရင်ကျွန်တော်တို့ရဲ့စွမ်းရည်အမှန်ဒီဘယ်တော့မှထွက်ပေါ်လာမှာမဟုတ်ပါဘူးဒီနေရာမှာလူတိုင်းမလဲမထွေကြုံရမဲ့လောကဒဏ်ဆိုတဲ့တဘာဝတရားရှိပါအကြောင်းကတကယ်ကိုစိတ်ဝင်စားစရာပါဒီအခြေအနေရှိခုဟာကျွန်တော်တို့နေ့စဉ်ရင်ဆိုင်နေရတဲ့အကောင်းနဲ့အဆိုးဒွန်းတွဲနေတဲ့အစုံလေးစုံပဲဖြစ်ပါတယ်တတိထားမိကြလားလူတွေကအခက်ခဲတွေကိုမြင်လွယ်ပေမဲ့အကောင်းလောကဒဏ်ရဲ့ထောင်းချောက်ကိုတော့မေ့နေတတ်ကြတယ်ရုပ်ရချမ်းလာနာမည်ကြီးလာတာမျိုးကထင်းရောင်ထင်းမဖြစ်စေပြီးအလွယ်တကူပျက်စီးသွားစေနိုင်တဲ့အန်ဒီရရှိပါတယ်ခန္ဓာကိုယ်ကြန့်ခိုင်ဖို့လေ့ကျင့်ခံလုပ်တယ်လို့ပဲစိတ်တက်ခိုင်မာဖို့တော့လည်းစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေအပြင်းအထန်လိုအပ်ပါတယ်ဒီလိုကြမ်းခိုင်ဖို့တမိုင်းကနေတင်ယူတာတသနာလေးလာတာကိုယ့်ကိုစမ်းစစ်တာမဲ့တခြားသူတွေကိုလေးလာတာတွေလုပ်ရပါမယ်အဓိကတော့ချက်ကတော့အခက်အခဲတွေထဲကနေအကောင်းဆုံးအတိတ်ပဲကိုမှန်ကန်စွာရှာဖွေတွေ့တော့တဲ့ယောနီတော်မနတိကာရအကျင့်ပါပဲဥပမာမတော်တဆမှုကြောင့်ခြေထောက်တစ်ဖက်ရုတ်တရက်ဖြတ်လိုက်ရတဲ့မိထမောင်းတူရဲ့အဖြစ်ကိုကြည့်ရအောင်ကဲဖနက်တမက်စာပဲဝဲရတော့မယ်လို့နောက်ပြောင်နိုင်တာဟာအကောင်းဘက်ကနေလက်တွေးခြင်းရဲ့စွမ်းအားပါပဲဒါဟာကျွမ်းကျင်တဲ့မာလင်မှုတရားလိုင်းလေငင်ဖို့မမျှော်လင့်ပဲမုံတိုင်းကိုကျွမ်းကျင်စွာဖြစ်တန်းတတ်တာနဲ့တူပါတယ်တကောကောင်းဆန်တဲ့စိတ်ကိုဖဲ့ပြီးအားလုံးကိုမေတ္တာထားနိုင်အခြေအနေတွေပြောင်းလဲထောက်ချင်မှအေးချမ်းတဲ့ကြောက်စုတစ်ခုရလာပါလိမ့်နဲ့နောက်ဆုံးမေးခွန်းကတော့လောကဒဏ်မုံတိုင်းကိုကိုယ်တိုင်အောင်နိုင်မလားဒါမှမဟုတ်အမျှော်ခံမလားဆိုတာပါပဲကိုယ်တိုင်ရောဘယ်လိုရွေးချယ်မလဲ